မင်္ဂလာပါကျမကတော့မမီအီဗီလော့ဂ်မှာဖြစ်ပါတယ်ဆရာဝန်တယောက်လည်းဖြစ်ပါတယ်ငလင်ကြီးအပြီးမှာရေတက်အိမ်သာနဲ့တန့်ရှင်းတဲ့နေရာတွေမရှိတဲ့အခါမှာကျမကြီးနဲ့ညီညွတ်စွာဘယ်လိုနေထိုင်မလဲဆိုတာကိုဆွေးနွေးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုအခြေအနေမှာတန့်ရှင်းဖို့အတွက်ကိုအိမ်သာသုံးတဲ့အခါမှာဘေးကင်းစွာဘယ်လိုမျိုးစီမံပြီးတော့မှသုံးဆွဲမလဲဆိုတဲ့အကြောင်းတွေကိုတင်ပြပေးပါမယ်ယောဂတွေကိုကာကွယ်ဖို့အတွက်အရေးကိုအရန်ကြီးပါတယ်။ဘာကြောင့်မို့လို့တန့်ရှင်းရေးကအရေးကြီးတာလဲ။လက်မဆေးလို့ရှိရင်ဝင်းပြက်ဝင်းလျှောယောဂအပြင်းထန်ဝင်းပြက်ဝင်းလျှောဖြစ်တဲ့ကော်လရာယောဂပြီးတော့တိုက်ဖိုက်ယောဂဥယောင်ငန်းဖျားယောဂလို့ခေါ်တာပေါ့နော်။ပြီးတော့အသေးရောင်အတဝါယောဂစတဲ့ယောဂတွေကိုကိုယ်ဆက်စေနိုင်တဲ့အတွက်ကြောင့်ပါအိမ်သာမသုံးမဲနဲ့မစင်စွန့်တဲ့အခါမှာရေတုနဲ့ပတ်ဝန်းကျင်ကိုညစ်ညမ်းစေပါတယ်အရေပြားရားရံခြင်းအနံ့ဆိုးထွက်ခြင်းတွေကိုလည်းဖြစ်စေနိုင်ပါတယ်အဲ့တော့ရေချိုးကမ်းမရှိလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုတန့်ရှင်းအောင်နေထိုင်ကြမလဲပေါ့နော်အဲ့တော့တန့်တဲ့အဝတ်စုံနဲ့တစ်နေ့ကိုတစ်ခါတန့်ရှင်းလုပ်ပေးဖို့အတွက်လိုအပ်ပါတယ်အဲ့တော့သုံးမဲ့ရေကတော့စားနှင်းငယ်ထည့်ထားတဲ့ရေဒါမှမဟုတ်လို့ရှိရင်လည်းကြိုချက်ပြီးတော့မှအေးခံထားတဲ့ရေကိုအသုံးပြုနိုင်ပါတယ်အဲ့တော့အဓိကတန့်ရှင်းရမယ်အဲ့တော့ဆက်ပြအနှင်းငယ်နဲ့ပေါ့နော်တန့်ရှင်းလိုအပ်ပါတယ်အဓိကတန့်ရှင်းရမယ့်နေရာတွေကတော့မျက်နှာတွေလေပင်တွေပြီးသွားလို့ရှိရင်တော့ဂျိုင်းတွေလက်တွေပြီးရင်ခြေထောက်တွေနဲ့လေအင်္ဂါနေရာတွေဖြစ်ပါတယ်အဆိုဓာတ်ပါတဲ့ဝက်တီရှူးတွေကိုလည်းအသုံးပြုလို့ရပါတယ်လက်နဲ့မျက်နှာတန့်ရှင်းဖို့အတွက်ကိုအသုံးပြုနိုင်ပါတယ်သုံးပြီးသွားလို့ရှိရင်လည်း plastic အိတ်ထဲကိုထည့်ပြီးတော့မှတေချာမြေမြုပ်ခြင်းတွေကိုလည်းပြုလုပ်သင့်ပါတယ်နောက်တစ်ခုကတော့အဝတ်အစားလေးလှည့်ပြီးဖို့လိုအပ်ပါတယ်ချွေးနှံနဲ့ပိုးမွှားတွေကင်းဖို့အတွက်တစ်နေ့တစ်ချိန်လဲပေးရပါမယ်ပြီးသွားလို့ရှိရင်အဲ့ဒီအဝတ်ထဲကိုလျှော်ပြီးတော့မှနေပူထဲမှာလှမ်းခြင်းအပြင်အနံ့ကိုပိုးမွှားတွေကိုတည်စေနိုင်ပါတယ်နောက်တစ်ခုကတော့လက်ဆေးရပါမယ်အိမ်သာသားပြီးတိုင်းနောက်တစ်ခုကတော့အစာမစားခင်မှာချက်ပြုတ်ခံဒီတိုင်းမှာဆက်ပြာနဲ့ရေကိုတေချာသုံးပြီးတော့မှဆေးပေးဖို့အတွက်လိုအပ်ပါတယ်တကယ်လို့ရေမရှိဘူးဆိုလို့ရှိရင် wet tissue ရဲ့ပြီးသွားလို့ရှိရင် 60% spirit ပါတဲ့ alcohol spirit ပါတဲ့methylated spirit ပါတဲ့ဟာကိုအသုံးပြုနိုင်ပါတယ်မျိုးသမီးနဲ့ကလေးများအတွက်ကိုအဓိကထားပြီးတော့မှပြောပြချင်တာကတော့ menstruation လာတဲ့အချိန်မှာပိတ်စကိုတန့်စင်တဲ့ပိတ်စကိုအသုံးပြုစေချင်ပါတယ်ဆက်ပြာနဲ့ရေဆေးပြီးတော့မှနေပူထဲမှာအချောက်ခံနိုင်ပါတယ်တစ်ထည့်ကိုလည်းတစ်ခါသုံးလို့ရှိရင်6နိုင်ထပ်ဖို့မသုံးပါနဲ့ပတ်ကိုအသုံးပြုနိုင်လို့ရှိရင်တော့အကောင်းဆုံးပါပဲတကယ်လို့မရှိတဲ့အချိန်မှာအကြံပြုခြင်းဖြစ်ပါတယ်သုံးပြီးသားအဝတ်ကို plastic အိတ်ထဲကိုမသုံးတော့တဲ့အခါမှာ plastic အိတ်ထဲထည့်ပြီးတော့မှတေချာစွန့်ပစ်ပေးဖို့လိုအပ်ပါတယ်မြေမြုပ်ပြီးတော့မှပဲဖြစ်ဖြစ်စွန့်ပစ်ပေးပါနောက်တစ်ခုကတော့အိမ်သာမရှိလို့ရှိရင်ဘေးကင်းစွာအိမ်သာဘယ်လိုသွားမလဲပေါ့နော်နံပါတ်1နေရတော့ twin 2ပြီးတော့မှစွန့်ပစ်နည်းပါတောက်ရည်ပဲဖြစ်ဖြစ်သုံးရည်ပဲဖြစ်ဖြစ်အဲ့လိုမျိုးရေနားနှီးစက်နေရာတွေကိုမရွေးချယ်ပါနဲ့ပြီးသွားလို့ရှိရင်လူနေတဲ့နေရာတွေနဲ့နည်းနည်းဝေးတဲ့နေရာကိုရွေးချယ်ပြီးတော့မှအိမ်သာသွားစီချင်ပါတယ်တွင်းတူးတယ်ဆိုလို့ရှိရင်လည်းသူကအနက်ကိုတပေလောက်အနက်တွင်းတူးပြီးသွားတော့မှအိမ်သာကိုအသုံးပြုစေချင်ပါတယ်နောက်ထပ်နံပါတ်နဲ့နီလန်ကတော့ပုံ bucket toilet လို့ခေါ်ပါတယ်အိမ်သာပုံအိမ်သာလေးပါပုံထဲကို plastic အိတ်အထူကိုခံပြီးတော့မှထည့်ပြီးတော့အိမ်သာသွားခြင်းမှာအဲ့တော့အိမ်သာသွားပြီးတိုင်းမှာလည်းပြသို့မဟုတ်ထုံးသို့မဟုတ်မြေကြီးနဲ့အရင်းငယ်ပြန်ထည့်သွားပြီးတော့မှအိမ်သာသွားစီချင်ပါတယ်ဒီပုံးကိုပြည့်သွားလို့ရှိရင်အိတ်ကိုတေချာချီပြီးတော့လူနေတဲ့နေရာနဲ့ဝေးတဲ့နေရာသုံးရည်တောက်ရည်ရှိတဲ့နေရာတွေနဲ့ဝေးတဲ့နေရာမှာမြုပ်ပေးရပါမယ်ဒီကလေးတွေကိုလည်းလူနေတဲ့နေရာတွေမှာလက်လွတ်စပဲပေါ့နော်အိမ်သာမစွန့်မိအောင်လို့တင် जा ပြသထားပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့လေဒါပါအသုံးပြုနေသေးတယ်ကလေးငယ်လေးတွေအတွက်ဆိုလို့ရှိရင်ဂရုစိုက်ပေးမဲ့သူကလက်ဆေးပြီးသွားတော့မှဒါပါကိုလည်းပေးစီချင်ပါတယ်သုံးပြီးသားဒါပါကိုလည်းအိတ်ထဲကိုထည့်ပြီးတော့တေချာမြေမြုပ်ပေးစီချင်ပါတယ်ကလေးအရီပြားကိုလည်းကြိုးချက်ထားတဲ့ရေနဲ့တန့်ရှင်းလုပ်ပေးစီချင်ပါတယ် wet tissue ကလေး wet tissue တွေလည်းအသုံးပြုနိုင်ပါတယ်နောက်တစ်ခုကလူထုတရက်လုံးကနေပြီးတော့မှဒီတန့်ရှင်းရေးကိုတေချာလေးလုပ်ဖို့အတွက်စော့ဩစီချင်ပါတယ်စက္ကန့်မှာတန့်ရှင်းလုပ်ဖို့အတွက်ကိုတစ်နေ့ကိုအဖွဲတစ်ဖွဲစီဖွဲ့ထားဖို့အတွက်လိုအပ်ပါတယ်ယာယီအိမ်သာတွေကိုလည်းလူထုနဲ့အတူတူတည်ဆောက်နိုင်အောင်နှိုးဆော်ချင်ပါတယ်အမိုက်စွန်းတဲ့နေရာတွေကိုလည်းတေချာလေးသတ်မှတ်ထားဖို့အတွက်လိုအပ်ပါတယ်အခက်အခဲတွေကြားမှာတော့မှတန့်ရှင်းနဲ့အသိရှိနဲ့နေထိုင်သွားမယ်ဆိုလို့ရှိရင်လူအသက်တွေကိုအများကြီးထပ်ပြီးတော့မှဆုံးရှုံးစေနိုင်တဲ့ယောဂပိုးတွေကိုဆက်ပြီးကာကွယ်ပြီးသားဖြစ်သွားမှာပါဒီ
ခက်ဆိုးအချိန်ကြီးကိုအတူတကွရင်ဆိုင်ကြော်ဖြတ်ကြရအောင်နော်ဒီဗီဒီယိုလေးကိုလည်းတယောက်နဲ့တယောက် sharing လုပ်ပေးဖို့နှိုးဆော်ချင်ပါတယ်ဒီလိုမျိုး sharing လုပ်ပေးခြင်းအပြင်ဗီဒီယို sharing မလုပ်လို့ရှိရင်တော့မှအသိပညာဗဟုသုတလေးတွေကိုတယောက်နဲ့တယောက်ဝေမျှစေချင်ပါတယ်မသိသေးတဲ့သူတွေကိုရည်ရွယ်ခြင်းဖြစ်ပါတယ်